မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်ရွှေကုက္ကိုဘက်အချမ်းတွင်ထိုင်းမိုဘိုင်းဖုန်းဆက်သွယ်ရေးကွန်ရက်ဖြန့်ကျက်နိုင်မှုကိုဒရုန်းများဖြင့်စစ်ဆေးကြားဖြန့်ရာဇဝတ်မှုများတွင်ထိုင်းဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုနိုင်ခြေရှိမရှိစမ်းစစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်ရွှေကုက္ကိုမြို့နယ်စပ်တလျှောက်လုံးတွင်ထိုင်းမိုဘိုင်းဖုန်းကွန်ရက်နှင့်ဆက်သွယ်ရေးကွန်ရက်ဖြန့်ကျက်နိုင်မှုကိုဒရုန်းများလွှတ်တင်၍တိုင်းတာပြီးကြားဖြန့်ရာဇဝတ်မှုများတွင်ထိုင်းဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုနိုင်ခြေရှိမရှိယနေ့စမ်းစစ်ကြောင်းထိုင်း The Reporter သတင်းကဖော်ပြပါတယ်။ထိုင်းနိုင်ငံဆက်သွယ်ရေးဆိုင်ရာကော်မရှင် MPTC အပါအဝင်ထိုင်းအာဏာပိုင်များကထိုင်းဘက်ချမ်းရှိဆက်သွယ်ရေးတာဝါတိုင်းများကရွှေကုက္ကိုဘက်အထိညီမျှလိုင်းဆွဲအားနှင့်စေကနေရောက်ရှိနေသည်ကိုဒရုန်းဖြန့်တိုင်း၍တိုင်းတာခဲ့ကြောင်းသိရပါတယ်။ထိုင်းနိုင်ငံမှာဝင်ကြီးဌာနပေါင်းစုံပါဝင်သောစုပေါင်းအဖွဲ့ကရွှေကုက္ကို၏တစ်ဖက်ကမ်းရှိထိုင်းဘက်ချမ်းမှမိုဘိုင်းဖုန်းတာဝါတိုင်းများနှင့်လိုင်းဆွဲအားအချက်ပြမှုများကိုစစ်ဆေးခဲ့ပြီးနယ်စပ်တစ်လျှောက်တွင်မိုဘိုင်းဖုန်းဝန်ဆောင်မှုအရေးသွင်းနှင့် Roaming အခြေအနေများကြားဖြတ်နှင့်ဆက်ဆက်သောစိုက်ဘာရာဇဝတ်မှုများတွင်ထိုင်းဆက်သွယ်ရေးကွန်ရက်များကိုအသုံးပြုနိုင်ခြေများကိုစစ်ဆေးခဲ့ကြကြောင်းအဆိုပါလုပ်ငန်းမှထိုင်းဝန်ကြီးချုပ်၏အမိန့်အရထိုင်းဆက်သွယ်ရေးကော်မရှင်ကဦးဆောင်ဥရွက်ခြင်းဖြစ်ကြောင်းသိရပါသည်ထိုင်းဆက်သွယ်ရေးကော်မရှင် MPTC ကအန္တရာယ်များသောနယ်စပ်ဒေသများတွင်ဆက်သွယ်ရေးဝန်ဆောင်မှုများကိုရပ်ဆိုင်းရန်အစီအမံများအကောင့်ထဲပေါ်ရန်ဆုံးဖြတ်ခဲ့ကြောင်း MPTC 2025ခုနှစ်ဩဂုတ်လ30ရက်နေ့တွင်သက်တမ်းရှိနေသေးသောဆက်သွယ်ရေးလိုင်စင်ရသူများအတွက်ဤပညာဆိုင်ရာရာဇဝတ်မှုများကိုကောက်ွယ်ရန်အစီအမံများနှင့်ပတ်သက်၍လည်းကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ကြောင်းသိရပါသည်။ထိုင်းနိုင်ငံမှာလူထုကိုကောက်ွယ်ရန်နှင့်ဤပညာဆိုင်ရာရာဇဝတ်မှုများမှဖြစ်ပေါ်လာနိုင်သောပျက်စီးဆုံးရှုံးမှုများကိုကောက်ွယ်ရန်အတွက်အစီအမံ၈ခုချမှတ်ထားခဲ့ကြောင်း MPTC ကနေဆက်ဒေတာများသို့ခွင့်ဆင့်စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ပြီး MPTC ၏အစီအမံများနှင့်ဆက်ဥပဒေများကိုမလိုက်နာကြောင်းဆက်သွယ်ရေးလိုင်စင်ရသူများတွေ့ရှိပါကဥပဒေအရအရေးယူမှုများထပ်မံပြုလုပ်သွားမည်ဖြစ်ပါတယ်။ထိုင်းကမြန်မာရွှေကုက္ကိုကြားဖြန့် BGF ဂိတ်တွေတခြားလုံးကိုဒရုန်းနဲ့ပြန်ပြီးဖုန်းစစ်ကနေဘယ်အထိလိုင်းယူထားလဲ Wi-Fi ကေဘယ်တွေဘယ်နေရာကဖြတ်ပြီးတွဲထားလဲဆိုတာတန်လိုက်လိုင်းစကန်ဆက်နဲ့ဒရုန်းမှာတက်ပြီးလိုက်ရှာတာလုပ်တယ်ဟုကရင်စစ်ရေးသတင်းရင်းမြစ်ကရှင်းပြပါတယ်။ယနေ့ထိုင်းအာဏာပိုင်များကဒရုန်းဖြင့်မြန်မာဘက်အကြမ်းမှထိုင်းဆက်သွယ်ရေးတာဝါတိုင်းများကိုစစ်ဆေးသဖြင့် DKBA BGF KNLA PC ဂိတ်များတွင်ဖုန်းလိုင်းများအကုန်ပိတ်ထားပြီးငြိမ်သက်နေကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးနေရကန်ဖြူဟာရဲ့နောက်ဆုံးစစ်ရေးအခြေအနေနေရကန်ဖြူဟာနဲ့စစ်ကူလာတဲ့စစ်ကြောင်းတွေကိုအလုံးစုံဖျက်တောက်ထားနိုင်ပြီဖြစ်ပြီးဖြူဟာရဲ့ပတ်ပတ်လည်မှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။အမ်ပနယ်လန်ပိုင်းမှာအကြီးဆုံးစစ်စခန်းဖြစ်တဲ့နေရကန်ဖြူဟာကုန်းကိုအာရကတပ်တော် AA နဲ့မဟာမိတ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးနိုဝင်ဘာလ4ရက်အထိအခြေအနေကိုမြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကအခုလိုပြောပါတယ်။ဖြူဟာတဲကိုလူအင်အား၄ချောင်းကနေလည်းမပို့နိုင်တော့ဘူး။ရိတ်ခါတွေပဲပြစ်ချလို့ရတယ်။လမ်းကြောင်းကလာတဲ့အဖွဲ့တွေလည်းဖြူဟာအထိမပေါက်တော့ဘူး။ပတ်ချာလေးမှာဖျက်ထောက်ထားတဲ့အခြေအနေပါလို့ပြောပါတယ်။မြေပြင်ကနေစစ်ကူပို့ဖို့စ조사တဲ့စစ်ကြောင်းတွေကစစ်မှုရန်တင်တန်းစစ်သားတစ်တွေလည်းထွက်ပြေးနေကြပြီး AA နဲ့မဟာမိတ်တွေကစက်တိုက်ဖမ်းမိနေပါတယ်။တုံပန်းတွေကပြောတာကဖြူဟာထဲမှာ300လောက်ကျန်နေဒဏ်ရာရတာက90လောက်ရှိတယ်။ဒဏ်ရာရတွေကိုကဘာလုံးထဲမှာထည့်ထားတယ်။သူတို့ဖော်တာကအဲ့ဒီလိုရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်နောက်တအူးကဆိုပါတယ်။နေရကန်ဖြူဟာထဲမှာတောင်ထိပ်ဒေသဆိုထိုင်းစမြင်မာတဲ့အတွက်ရေဒါပျက်စီးမှုကနေကာကွယ်နိုင်ဖို့ကဘာလုံးပုံစံမြူကာစနစ်လှုပ်ထားတာပါ။ဒါပေမဲ့2025နှစ်စမ်းပိုင်းကစပြီး AA ကထိုးစစ်ဆင်လာတဲ့အခါရေဒါကိုစစ်ကောင်စီကဖြုတ်သိမ်းထားပါတယ်။အဆောက်အုံကိုတော့စစ်တပ်ကဘန်ကာအနေနဲ့သုံးနေတယ်လို့သိရပါတယ်။ဖြူဟာကုန်းကိုအပိသက်သိမ်းယူဖို့အတွက်လက်ကျန်တပ်စခန်းချုပ်ကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ကအောက်တိုဘာ15ရက်မှာထုတ်ပြန်ထားပါတယ်။နေရကန်ဖြူဟာကုန်းကို AA နဲ့မဟာမိတ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာထိုးစစ်စတင်ခဲ့တာပါ။အဲ့ဒီအချိန်တို့ကဒေတာတွင်းစစ်ရေးနဲ့ခုခံစစ်တွေကိုတပ်မ69ကတာဝန်ယူခဲ့တာပါ။ကာကင်းစခန်းတွေကို AA နဲ့မဟာမိတ်တွေကတခုပြီးတခုသိမ်းယူနေပြီးဇက်တိုက်အထိနာနေတဲ့တပ်မ69တပ်မမှုဗိုလ်မှူးကြီးတင်မောင်ကျော်ကိုမေလာထဲမှာပြန်ဖမ်းပြီးဟာခအခြေချစစ်ပြူဟာမှုဗိုလ်မှူးကြီးစိုးဝင်းထွန်းကိုတပ်မ69တပ်မမှုတာဝန်ပေးခဲ့ပါတယ်။ထိုးစစ်စတင်ခဲ့တဲ့ဖေဖော်ဝါရီလထဲမှာတင်တပ်မ69လက်အောက်ခံအမှတ်992နီးပြူဟာအဖွဲ့ကယာယီနီးပြူဟာမှုဒုတိယဗိုလ်မှူးကြီးကျော်ကျော်တန်းနဲ့ဖြူဟာယုံအဖွဲ့ဝင်18ဦးအပြင်စစ်တုံးပန်းအများပြားကို AA ကဖမ်းဆီးခဲ့ပါတယ်။စစ်ကောင်စီကတပ်မ69လက်အောက်ခံတပ်ရင်းတွေအစားရှမ်းတောင်အခြေစိုက်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ18ကိုဩဂုတ်လနောက်ပိုင်းမှာပို့ပြီးခုခံပေမဲ့ AA နဲ့မဟာမိတ်တွေကစခန်းတွေထပ်သိမ်းယူနိုင်ခဲ့ပါတယ်။စကခ18လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ခမာယ984ခမာယ969ခမာယ985ခမာယ989ခမာယ920ခလာယ295တို့နဲ့အတူစစ်မှုထမ်းသင်တန်းစင်တွေပါလာပြီးစစ်ကြောင်းထိုးလာလို့တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့ပါတယ်
စခန်းသိမ်းတိုက်ပွဲမှာခစင်ကလျာထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဖမ်းမိထားပြီးအလံဖြူထောင်အလင်းဝင်ရောက်လာသူတွေလည်းစက်တိုက်ရှိနေတယ်လို့အာရကတပ်တော် AA ကအော်တိုဘာလ18ရက်နေ့ညမှာသတင်းထုတ်ပြန်ထားပါတယ်။အလင်းဝင်ရောက်လာသူတွေကိုလည်းစစ်တုံးပန်းဥပဒေနဲ့အညီစောင့်ရှောက်ပေးထားပြီးစစ်မှုထမ်းဖို့စုဆောင်းခြင်းခံရသူတွေအနေနဲ့အနည်းဆုံးနေရာတွေကနေတဆင့်ဆက်သွယ်ပြီးအချိန်မရွေးလက်နက်ချအလင်းဝင်ရောက်နိုင်တယ်လို့သတိပေးထားပါတယ်။အခုရက်ပိုင်းမှာတော့မိုးရာသီကုံဆုံးပေမဲ့အခါလွန်မိုးတွေရွာနေပြီးလေကြောင်းတိုက်ခိုက်မှုရောကျနေပေမဲ့မြေပြင်တိုက်ပွဲတွေစက်တိုက်ဖြစ်ပွားနေတယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။ကျမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။